ငါသူနဲ့အတူတူသွားလို့တော့မဖြစ်ဘူးဒီလောက်ကယ်ထားတာတောင်ကြောက်ခဲနဲ့ထုတယ်ဆိုတော့ငါကငါလည်းစောင့်ရှောက်အောင်မှဖြစ်မယ်နွားပြောက်လို့လာရှာတာနွားကလည်းမတွေ့ဘူးငါအိမ်ကိုလက်ချီပြန်ရတော့မှအဲ့ဒီတိုင်းဆိုရင်အိမ်ကမိမကငါ့ကိုရှူမာတဲ့အဲ့ဒီတော့အိမ်အပြန်မျက်နှာပန်းလှအောင်ဒီမြောက်ကြီးကိုကြောက်ခဲနဲ့ထုပြီးတော့မြောက်ကြီးကိုယူသွားရင်မြောက်သားစားရမယ်အတွက်ကြောင့်မဲအဲ့လိုစဉ်းစားတယ်ဗျာအဲ့ဒီတော့အဲ့ဒီလိုလဲအိတ်နေတော့အဲ့ဒီမြောက်ကြီးကိုအနီးနားမှာရှိတဲ့ကြောက်ခဲနဲ့ခေါင်းကိုထုလိုက်တယ်။တာမန်အချိန်မှာထုမယ်ဆိုရင်ပွဲချင်းပြီးသေဖို့ပဲ။လူက10ရက်15ရက်အစားအစာပြတ်နေတယ်လူကပိန်ပြီးတော့နုံးပြီးတော့သူ့လက်သူတောင်မနှဲသေးနေရတယ်။အဲ့တော့ချောထုလိုက်တော့ခေါင်းကကွဲတော့ကွဲသွားတယ်မြောက်ကြီးကမသေးဘူး။အဲ့ဒါနဲ့သွေးယူသွေးတန်းထပြေးတယ်ဘုရားလောင်းကတစ်ပင်မောတန်းရောက်သွားတာ။ရောက်သွားတော့သွေးတွေကလည်းထွက်ဘေးကများလာတယ်လည်းမသိဘူးဘယ်သူကများထုလိုက်ဒီပုံသားကထုတယ်လို့ထင်ကိုမထင်ဘူးသိလားငါခေါင်းမှာဘေးကနေရောက်လာတယ်မသိဘူးအဲ့ကျမှပုံသားကမော့ကြည့်တယ်ကြောက်ခဲကလည်းလက်ထဲမှာသွေးဆက်လက်နဲ့သက်သေခံပစ္စည်းနဲ့ဩဒင်းလောက်တာကိုအံ့ဩတယ်ဒီလိုလူမျိုးလည်းရှိမှရှိသေးတကူကြုံမှကြုံပဲလေအံ့ဩလိုက်တာတဲ့ဘုရားလောင်းစိတ်မှာဟုတ်လားအဲ့ဒီလိုနဲ့တစ်ပင်ပေါ်မှာထိုင်ပြီးတော့ကြည်ရင်းနဲ့အံ့ဩနေတာသွေးတွေကလည်းဘောက်နဲ့ကြာနေရောအဲ့ဒါနဲ့ပုံသားကမော့ကြည့်ပြီးတော့ရှောက်စဉ်းစားတယ်အဲ့ဒီကြမှာ तू သိတယ် तू ကြောက်ထဲကသာလွတ်နေတာ तू မျက်စိလဲနေတဲ့တောထဲက तू မလွတ်သေးဘူးအဲ့ဒါ तू မသိဘူးအခုမှ तू သိတာစောတော်တုန်းကသာတောထဲမှာ तू ဘာဖြစ်နေတော့မျက်စိလဲနေတာမျက်စိလဲပြီးကမှကြောက်ထဲကြာတာအခုကကြောက်ထဲကပဲလွတ်သေးတယ်မျက်စိလဲနေတဲ့တောထဲကမလွတ်သေးဘူးအဲ့ဒီမှာ तू ငိုတာဗျာမြောင်မင်းနဲ့ကဲပါအောင်တဲ့လူတွေရှိတဲ့နေရာကိုကျုပ်မသွားတတ်ဘူးဟောအဲ့ဒီတော့ဘုရားလောင်းကစဉ်းစားတယ်ငါသူနဲ့အတူတူသွားလို့တော့မဖြစ်ဘူးဒီလောက်ကယ်ထားတာတောင်ကြောက်ခဲနဲ့ထုတယ်ဆိုတော့ငါကငါလည်းစောင့်ရှောက်အောင်မှဖြစ်မယ်ဟုတ်လားအဲ့ဒါနဲ့ဘုရားလောင်းကသင်သားကိုတော့ငါမလာရဲဘူးဒါပေမဲ့လို့သင်ကိုငါကယ်ပါမယ်ငါကတစ်ပင်ပေါ်ကသွားမယ်ငါရဲ့သွေးဆက်ကြတဲ့နောက်ကိုသင်လိုက်ခဲ့ငါသူနဲ့အတူတူသွားလို့တော့မဖြစ်ဘူးဒီလောက်ကယ်ထားတာတောင်ကြောက်ခဲနဲ့ထုတယ်ဆိုတော့ငါကငါလည်းစောင့်ရှောက်အောင်မှဖြစ်မယ်နွားပြောက်လို့လာရှာတာနွားကလည်းမတွေ့ဘူးငါအိမ်ကိုလက်ချီပြန်ရတော့မှအဲ့ဒီတိုင်းဆိုရင်အိမ်ကမိမကငါ့ကိုရှူမာတဲ့အဲ့ဒီတော့အိမ်အပြန်မျက်နှာပန်းလှအောင်ဒီမြောက်ကြီးကိုကြောက်ခဲနဲ့ထုပြီးတော့မြောက်ကြီးကိုယူသွားရင်မြောက်သားစားရမယ်အတွက်ကြောင့်မဲအဲ့လိုစဉ်းစားတယ်ဗျာအဲ့ဒီတော့အဲ့ဒီလိုလဲအိတ်နေတော့အဲ့ဒီမြောက်ကြီးကိုအနီးနားမှာရှိတဲ့ကြောက်ခဲနဲ့ခေါင်းကိုထုလိုက်တယ်။တာမန်အချိန်မှာထုမယ်ဆိုရင်ပွဲချင်းပြီးသေဖို့ပဲ။လူက10ရက်15ရက်အစားအစာပြတ်နေတယ်လူကပိန်ပြီးတော့နုံးပြီးတော့သူ့လက်သူတောင်မနှဲသေးနေရတယ်။အဲ့တော့ချောထုလိုက်တော့ခေါင်းကကွဲတော့ကွဲသွားတယ်